ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် channel မှာကြည့်ရှုနေဒေါ်လာမိဘပြီးမှအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပေါ်တာအဆွဲခံပြီးတော့ရှေ့တန်းမှာဘုံမသိဘာမသိနဲ့နော်ရှေ့တန်းတက်ဆိုတက်နော်အမိတ်တစ်လုံးကြောင့်အသက်တွေဆုံးရှုံးသွားတဲ့ကျွန်တော်ရဲ့လူသားတွေပေါ့နော်လူသားတွေအဲ့တော့ကျွန်တော်တို့ဒီအချိန်မှာတော့ကျွန်တော်စစ်ခွေးတွေလို့တော့မခေါ်တော့ဘူးဘာလို့စစ်ခွေးတွေလို့မခေါ်တော့ဘူးလဲဆိုတော့တော်ကအရင်တော့ကျွန်တော်တို့စစ်ကြောင်းထွက်လို့ရှိရင်ဒီစကားစနော်အခုဆိုတော့စကားမပေါ့စကားမတကယ်စစ်ခွေးအကြီးစားတွေပါပြီးတော့ရှေ့တန်းနေရိုးကြော်နော်သူတို့ပြည်သူလူထုကိုတပ်ဖြတ်ရွာတွေမီးရှို့ပြောတော့နိုင်ငံတက်ဒီနိုင်ငံကြီးကမြန်မာတက်မတော်မရှိရင်ဘာဖြစ်တယ်ညာဖြစ်နေတယ်ပြောနေကြတဲ့သူတွေရှေ့ဆုံးကနေပြီးတော့နော်စစ်ခွေးစစ်တွေတိုက်တာအခုတကားတော့စစ်ခွေးစစ်တွေမပါဘဲနဲ့နော်ကျွန်တော်တို့နိုင်ငံအတွင်းကပေါ်တာအစွဲခံရတဲ့သူတွေပေါ့နော်ပေါ်တာအစွဲခံရတဲ့သူတွေအမတမ်းမှနှမျိုးမကောင်းတယ်ဒီနိုင်ငံကြီးကမင်းအောင်နိုင်တာအာဏာမသိမ်းခဲ့အမတမ်းမှကျွန်တော်တို့နိုင်ငံကြီးကလှပပြီးတော့နော်ဖွံ့ဖြိုးတိုးတက်ပြီးတော့အမတမ်းမှတိုင်းသားညီကိုမောင်နှမတွေနဲ့ပြည်သူလူထုတွေအကုန်လုံးကဘလောက်ချစ်ဖို့ကောင်းကြလဲမင်းအောင်နိုင်အာဏာသိမ်းပြီးတဲ့9နှစ်ကျော်အတော်တွင်ဟို6နှစ်တာလည်းရောက်လာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်နော်ပြည်သူတွေအားကိုးရတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကရဲဘော်ရဲဘက်တွေသူတို့လည်းဘလောက်တောင်ဆုံးရှုံးသွားခဲ့ကြပြီလဲကျွန်တော်လူငယ်တွေအသက်တွေဘလောက်တောင်ပေးဆက်ခဲ့ရပြီလဲအဲ့လိုပဲမြန်မာနိုင်ငံအတွင်းထဲမှာနေနေတဲ့ဘုံမသိဘာမသိဒီစစ်တပ်ကနော်မွေးစေဝါတွေဖြန့်ပြီးတော့ဒီပြည်သူလူထုအမွေးစေဝါတွေအခုဆိုရင်ဈေးတက်တော့ပေါ်နေမွေးစေဝါတွေအဲ့ဒီပေါ်နေတဲ့မွေးစေဝါတွေဖြန့်ပြီးတော့သူတို့လိုသလိုအသုံးချပြီးတော့ပေါ်တာတွေဆွဲပြီးတော့ရှေ့တန်းပို့ဒါလူတက်မှုတွေတစ်ခုကိုသူတို့ကျူးလွန်နေတာပေါ်တာဆွဲတယ်ဆိုတာဘာလို့လဲသူတို့ဆွဲတဲ့ပေါ်တာမှန်သမျှရှေ့တန်းကိုပို့လိုက်ရှေ့တန်းမှာအတုံးယုံနော်ဘသူသားသမီးပဲဖြစ်ဖြစ်ဘသူဟာပဲဖြစ်ဖြစ်သူတို့ဂယုမဆိုင်ဘူးအဓိကသူတို့ရှိမှာသူတို့အင်အားရှိဖို့နဲ့ပြည်သူလူထုကိုတက်ဖြတ်ဖို့သူတို့ရဲ့အာဏာပါဝါတွေမရောဘူးအတွက်လှုပ်ဆောင်နေကြတဲ့ဒီမင်းအွန်လိုင်းတက်ကအဲ့တော့တော်တော်နှမျောမိပါတယ်ကျွန်တော်နိုင်ငံမှာအပေါ်ဆုံးအသက်တွေလိုဖြစ်နေခုယောက်ျားလေးတော်တော်များများလူငယ်တော်တော်များများဆုံးရှုံးသွားခဲ့ရတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကညီကိုတွေဆုံးရှုံးရတယ်လို့ဒီစစ်ကောင်စီဘက်ကသူတွေလည်းဆုံးရှုံးခဲ့ရတာအများကြီးပဲစစ်ကောင်စီဘက်ဆိုတာစစ်ကောင်စီဘက်ကနော်တချို့ကတော့လေရင်စီးကျင်လို့စစ်တပ်တွေဝင်လာလားတချို့ကတော့တနက်ကင်ကြီးလို့စစ်တပ်တွေဝင်လာလားတချို့ကတင်ကားမောင်းရင်လို့စစ်တပ်တွေဝင်လာလားတော့မသိဘူးပြည်သူ့ကာကွယ်ရေးတပ်မတော်ကရဲဘော်ရဲဘက်တွေကတော့ပြည်သူတွေကိုလေးထားတယ်ပြည်သူတွေကာကွယ်စောင့်ရှောက်ဖို့အတွက်ဝင်ခဲ့ကြတာကိုယ်အသိစိတ်ဓာတ်နဲ့ကိုတချို့ကောင်တွေပြောပါသေးတယ်နော်စစ်လော်ဘီရကောင်တွေပြောတယ်မဖြစ်မနေနော်နိုင်ငံတာဝန်ထမ်းဆောင်တဲ့အခါမှာကျွန်တော်တို့စစ်မှုထမ်းဥပဒေပေါ့စစ်မှုထမ်းဥပဒေကလည်းသူတို့လောက်ခဲ့စစ်မှုထမ်းဥပဒေကစစ်မှုထမ်းဥပဒေနဲ့တူလားလူသားမျိုးနွယ်ဖြုံးတိမှုနဲ့တူလားဆိုတာတော့စဉ်းစားကြည့်ပါဒါတော့ကျွန်တော်တကိုယ်ရတယောက်စာကျွန်တော်စဉ်းစားတဲ့အတွေးပေါ့နော်အဲ့တော့နေ့စဉ်နဲ့အမျှကျွန်တော်တို့လူငယ်တွေဆုံးရှုံးနေကြတယ်ကျွန်တော်တို့တခြားနိုင်ငံကိုတိုက်နေရလည်းမရှိဘူးကျွန်တော်နိုင်ငံအတော်တွင်းမှာဖြစ်နေကြတယ်အဲ့ဒါဘာလဲဆိုတော့အမှန်တရားနဲ့မတရားမှုကိုတိုက်နေတာတစ်ဖက်ကအမှန်တရားလိုလားတယ်တစ်ဖက်က
မတရားမှုတွေလုပ်တဲ့လူတွေအဲ့မတရားမှုတွေလုပ်တဲ့လူကလည်းသူကလည်းမတရားမှုလုပ်ဖို့တော့တောက်လျှောက်ဘလို့နီးနဲ့လောက်ဘလို့နီးနဲ့လူတတ်သူတို့တတ်မဲ့ကောင်းတယ်အဲ့တော့ဒီဘက်ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့တွေကလည်းဘလို့နီးနဲ့ဖြစ်အမှန်တရားရဖို့အတွက်ဒီစစ်အာဏာရှင်စစ်ခွေးတွေမင်းအောင်လောင်ကာကွယ်နေတဲ့လူတွေစစ်ကြုံတွေကိုလည်းအမြင့်ပြတ်ချိန်မုံဖို့အမြင့်ပြတ်ချိန်မုံဖို့ဆိုတာလူတက်အမြင့်ဖြတ်ဖို့ပြောနေတာမဟုတ်ဘူးเนาะဒီအာဏာရှင်အမြင့်ပြတ်ဖို့ရကျွန်တော်နိုင်ငံငြိမ်းချမ်းမှုဥတည်ပြီးတော့ကျွန်တော်လုပ်နေကြတဲ့အလုပ်တွေဖြစ်တယ်အဲ့တော့လူကြီးတွေကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံတကယ်မှတန်ဖိုးရှိပါတယ်တရားစာတွေပေါ်နော်အဆက်ဆက်ရပေါ်ကျွယ်သွားတယ်နှလုံးသားတွေဖြူစင်လာတယ်ပရိုက်တာနဲ့အလုံးနဲ့ကြည့်နေတော့မှပရိုက်တာနဲ့ပတ်သက်လို့ပဲကြည့်လိုက်မြန်မာနိုင်ငံမှာအပေါ်ဆုံးပဲလူသားချင်းစာနာမှုတွေကြည့်လိုက်မြန်မာပြည်မှာအပေါ်ဆုံးပဲကဲအခုမရှိတော့ဘူးအဲ့ဒါတွေမရှိတော့အဲ့ဒါဘာကြောင့်လဲမင်းအောင်လိုက်ကြောင့်ပဲထပ်ပြောမယ်မြန်မာနိုင်ငံမှာလူငယ်တွေဘဝတွေအသက်တွေပေးဆက်နေရတာလွတ်လပ်မှုတွေမရတာဘာကြောင့်လဲလူကြီးတွေစောက်သုံးမကြလို့တကယ်စောက်သုံးမကြလို့လူကြီးတွေမင်းတို့မြန်မာနိုင်ငံအုပ်ချုပ်တဲ့သမရမင်းအောင်နိုင်ပဲပြောနော်ပြည်သူလူထုကိုဆောက်ရှောက်တဲ့တက်မတော်သားအဖဆိုတဲ့ကောင်တွေဒီရဲဝဲဦးတို့ကိုယ်တိုင်အခုတောက်တက်လာတဲ့ကောင်တွေပို့ဆိုးတာပဲဒီကောင်တွေလဲပိုတော်မှလှုပ်ဆောင်လာသေးတယ်ပြည်သူကိုတက်ဖြတ်လာသေးတယ်ရွာတွေမီးရှို့လာသေးတယ်ဘုံတွေပိုကျဲလာသေးတယ်အဲ့တော့ဒီလိုလူကြီးတွေစောက်သုံးမကြမှုအာနာယူမှုလက်နက်အားကိုမအေးလုံးများလှုပ်တဲ့အလုပ်ကြောင့်ဘာမှမဟုတ်တဲ့အဖိုးအဖွားတွေကျွန်တော်မြန်မာနိုင်ငံမှာတန်ဖိုးထားတဲ့ညီကိုမောင်နှမတွေမိသားစုတွေကလေးငယ်တွေအသက်တွေဆုံးရှုံးနေရတာလူငယ်တွေဘဝတွေပိတ်ဆက်နေကြရတာခင်ဗျားတို့လူကြီးတွေစောက်သုံးမကြလို့ဒါနဲ့မှမြန်မာနိုင်ငံကိုအုပ်ချုပ်သည်ဟမ်မြန်မာနိုင်ငံသမ္မတတက်လို့သေးတယ်ခင်ဗျားတို့မို့လို့ဗျာတော်တော်စောက်ချက်မရှိဘူးခင်ဗျားတို့စဉ်းစားကြည့်ဟမ်အခုမင်းအောင်လိုက်တက်ချုပ်ကနေပြီးတော့ဘာဖြစ်လဲဘာမှပြစ်မရှိတဲ့သူတွေဖမ်းဆီးတယ်ချုံနှောင်တယ်တက်ခိုင်းတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်မေတောင်ဆန်းကျူလဲဖမ်းဆီးတာလေမိမသားတယောက်ဖမ်းလာပြီးတော့တမရတက်လို့တယ်တမရတွေဖမ်းတယ်နိုင်ငံတော်တိုင်ပင်ခံတွေဖမ်းတယ်ဖမ်းပြီးတမရတက်လို့တယ်ယောက်ျားတံမင်နဲ့ဖြစ်တယ်လားလုပ်တယ်လားခင်ဗျတွေးကြည့်ပါခင်ဗျတို့တော်တော်ရှက်ဖို့ကောင်းတဲ့အလုပ်ရယောက်ျားတစ်ယောက်ဓာမင်နဲ့မိန်းမသားတစ်ယောက်အချင်းထောင်နဲ့ထည့်ပြီးကိုယ်တိုင်တက်ချုပ်ကနေပြီးတက်ပြီးတော့အကုန်လုံးဖယ်ရှားအကုန်လုံးဖဲ့အောင်ကောင်းဖြုတ်ဒီကောင်းတက်နေတမရတက်လို့ပြီးစောက်ရှက်မရှိနိုင်ငံတကာလျှောက်သွားနေသေးတယ်အားကြောင့်မို့ကျွန်တော်အမြဲပြောတယ်ဒီနိုင်ငံကဒီမင်းအောင်လာရှိနေတဲ့တက်လုံးငြိမ်းချမ်းရမှာမဟုတ်ဘူးတဲ့ခုလည်းဗိုလ်ချုပ်ရုပ်ထုတွေဖြတ်နေတယ်ကျွန်တော်နောက်မှပဲပြောပြပါမယ်အခုဘာကြောင့်ကျွန်တော်လူငယ်ဘဝတွေအသက်တွေဆုံးရှုံးနေလဲအဲ့မှာအခုကျွန်တော်ဗီဒီယိုပိုင်းတစ်ခုပြမယ်ခင်ဗျားတို့ရဲ့သားသမီးတွေခင်ဗျားတို့ရဲ့ညီကောင်မတွေအဲ့ကလေးတွေရဲ့ဖခင်တွေခင်ဗျားတို့မြင်လားကျွန်တော်ပြင်ပြမှာအဲ့ဒါကိုသိချာကြည့်ခင်ဗျားတို့မိသားစုတွေပါလားတက်မတော်တွေကလူတွေဆိုရင်ရောကြည့်ပါခင်ဗျားတို့မိသားဘသူတွေဘယ်ဝါတွေမှန်းတော့မသိဘူးရှေ့မှာခွဲသေးဝက်သေးတည်နေရတယ်ဒါကြောင့်မို့အာနာယူဘမှာမရက်တည်ကြပါနဲ့ပြည်သူနဲ့တသွေးတသားတဲ့ရှိပါနော်ပြည်သူ့ဘောက်ခိုလုံကြပါပြည်သူနဲ့ပူးပေါင်းပါဟုတ်ပြီကျွန်တော်စကားပြောနည်းနည်းများသွားတဲ့အတွက်ကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်ပြမယ်ရှေ့မှာခင်ဗျားတို့ဘလောက်ဒီတက်မတော်သားတွေနော်ခင်ဗျားတို့ဟိုလေစစ်ခွေးတို့လည်းမခေါ်ရင်ဘူးလို့ကျွန်တော်ခုနကတည်းကပြောထားပြီးသားနော်အဲ့တော့တက်မတော်သားတွေခင်ဗျားတို့နိုင်ငံကိုချစ်တယ်ပြည်သူလူထုကိုချစ်တယ်ဆိုရင်ခင်ဗျားတို့ပြည်သူနဲ့ပူးပေါင်းပါခင်ဗျားတို့အဲ့တက်မှာမနေကြပါနဲ့ထွက်ကြပါအခုတည်နေတဲ့လူကျွန်တော်ပြမယ်ဘလောက်အရှိမဆုံးရှုံးနေရတယ်တ
တချို့တွေကခင်ဗျားတို့တက်မလို့မသိဘူးဘယ်ရောက်တော့မှမသိဘူးဆိုပြီးအလောင်းမပါဘဲနဲ့တကြိုလဲရတဲ့ဟာတွေအများကြီးအလောင်းမပါဘဲနဲ့အုပ်ကူလုံးလဲရတဲ့ဟာတွေအများကြီးအဲ့ဒါဆုံးရှုံးမှုတွေအဲ့ဒါမင်းအောင်လိုင်းတယောက်ကြောင့်နော်အဲ့ဒါပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လည်းမဆိုင်ဘူးမင်းအောင်လိုင်းတယောက်ကြောင့်လုံးရက်ကြောင့်အဲ့လိုတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်ပြမယ်အဲ့ဗီဒီယိုဖိုင်လေးခင်ဗျားကြည့်ပြီးဘလောက်သေထားလဲဆိုတော့ကြည့်ပြီးမြင်လားနေလားနေလားငါကြအများကြီးပဲဟာဘယ်သူတွေမှတော့မသိဘူးဘုရားသားဆိုဝင်ဆိုတော့မှငါတို့နေရတာသိရမှာမဟုတ်ဘူးအများကြီးပြတ်တယ်လေဒီနေ့အများကြီးရောဒီနေ့ဘာကြည့်လဲဘာကြတောင်းရောဝင်对了，တက်တယ်လူတက်တယ်အများကြီးပဲအများကြီးပဲ对了，အများကြီးပဲ对了မကြီးအမကြီးညာမကြီးဘိုးတို့ပတ်ဆက်ပဲခွေးတွေဝတ်တွေသေးရတာအဲ့ဒါတော့လေသေးတဲ့လူတွေတော့ခိုးတယ်တော့ထပ်မနိုင်ဘူးဒါပေမဲ့အမကြီးငါတို့တက်မတော်ပြည်သူလူထုစောင့်ရှောက်တယ်ပြည်သူလူထုကအမကြီးပြည်သူလူထုကိုတကယ်ချင်းဘယ်တော့အခါမှတက်မတော်သားဆိုတော့ခွေးတွေဝတ်တွေမတွေ့ရပြည်သူနဲ့ပူးပေါင်းပါလို့ကျွန်တော်ပြောတယ်အမကြီးဒါပေမဲ့တချို့ကောင်တွေလည်းဒီထဲမှာပါတဲ့ကောင်တွေပါတယ်တချို့ကောင်တွေအဲ့မှာရွာမီးချို့ဖြစ်စီးတဲ့ကောင်တွေလည်းပါခြင်းပါတယ်အဆုံးမတော့ဒါပေမဲ့ကောင်းတဲ့ကောင်လည်းရှိတယ်မကောင်းတဲ့ကောင်လည်းရှိတယ်အဲ့မှာကြည့်ဒီအဲ့မှာကြည့်အဲ့ကောင်ဘယ်နှလောင်းလောက်ရှိတယ်နော်မကြရောင်းဆန်တော့တည်ရအဲ့တော့အဲ့လိုတွေမသေးရအောင်လို့နော်ပြည်သူနဲ့ပူးပေါင်းမှာပြည်သူဘက်ကိုပူးပေါင်းမှာနော်နောက်မဆုံးဘယ်ဘက်မှမပေါင်းရင်တော့မှလက်ချပြီးတော့ကိုယ့်ဘက်ကိုတနေရာမှာသွားနေပါနော်ကောင်းတော့ပြည်သူနဲ့ပူးပေါင်းတော့ကောင်းလို့နော်အဲ့လိုလည်းမသေးတော့ဘူးနော်ပြည်သူကလည်းချစ်ပြီးသားဖြစ်မှာအဲ့မှာပြည်သူတက်မလို့သားဆိုထိုင်လို့ရမှာသိဝါတော့မညာဘယ်သူတွေမှလည်းမသိအများကြီးပဲညာကိုမိသားစုဝင်နေတော့ကိုမှတ်မိမှာမဟုတ်ဘူးကြည့်ရောင်းစားတယ်တကယ်ဗျာဟောဖို့ကောင်းတယ်အများကြီးဟာအမကြည့်တယ်အဲ့မှာပေါ်တာဆွဲလို့ပါသွားတဲ့လူတွေရဲ့နော်ဘူးမသိဘာမသိတွေနော်တနက်ကန်ရပြီးတော့နော်ဒီမှာနောက်ဆုံးတော့မကြီးခွေးတွေဝတ်တွေတွေ့တယ်ဘယ်ရပြောင်းစားနေဟာဒီကမှာရောမောက်ရကြီးရောအမပတ်လက်တွေရောအလုံးလုံးပဲ
ပြန်ကြလို့လေနော်အမလေးနားတော်ချီအမလေးနော်အမလေးကျွန်တော်လည်းဒီရတော့မနေ့ကလည်းရဲဘော်ရှိသွားတယ်မိုးရီထဲမှာမိုးမိပါနည်းနည်းနှာစီးသူဖြစ်ပါမမ်းပြပါဘူးအေးဆေးပါအဲ့တော့ပြည်သူတွေကိုတန်ဖိုးထားတဲ့သူတွေစီဘယ်လိုနေရလဲခုစီတီယံဝင်လာတဲ့ဘုံမှုတွေဘိုးကျုပ်တွေနော်ရဲဘော်တွေရဲဘက်တွေအများကြီးပဲကောင်းမှန်မှသူတို့နေရပြည်သူနဲ့မပူးပေါင်းတဲ့လူတွေဘယ်လိုခံရလဲမှမြင်တွေ့ရတိုင်းမှာနော်လူအသက်တွေနော်မင်းအောင်နိုင်ဘယ်လောက်ရုံမာလဲတဲ့လားခင်ဗျားတို့မင်းအောင်နိုင်မိသားစုတစုရေးတော့သွားရှည်တန်းလို့နော်အမှစစ်ကြုံဘဝကနေပြီးတော့အဲ့လိုတွေအောက်ဆုံးဘယ်လိုတည်ရတဲ့ဘဝရောက်လဲအမတမ်းမှနှမျိုးကိုကောင်းတယ်ကျွန်တော်လူသားချင်းစာနာလို့ပြောတာပါဒါပေမဲ့တချို့ကောင်တွေကကျွန်တော်မနှမျိုးဘာလို့မနှမျိုးလဲဆိုတော့တချို့ကောင်တွေလူသိမရှိတဲ့ကောင်တွေပါတယ်တချို့ကအဲ့လိုဆေးတွေတုံလူသိမရှိနော်မန္တသမီးဖြက်စီချရွာတွေမီးရှို့အကျန်းဖတ်တွေဆိုပြီးတော့ရွာတွေမီးရှို့တပ်ဖြက်နော်လောက်တဲ့ကောင်တချို့ကောင်တော့ကျွန်တော်မတနာပါတချို့ကောင်ကတော့ဒီထက်ဆိုတဲ့တေချင်းတရားနဲ့တော့မသေးရအောင်နော်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေရှိတယ်ဟုတ်ရဲဘော်တွေပြည်သူ့ကာကွယ်အဖွဲ့ရဲ့လူတွေဆိုလဲဟိုတလောကကြားတဲ့အတိုင်းပဲနော်ရဲဘော်ဦး20ကြာသွား20ဦးပေါ့ကြာဆုံးသွားတယ်အမှန်တမ်းစိတ်မကောင်းဖြစ်မိတယ်နော်လူငယ်တွေရဲ့ဘဝတွေအသက်တွေဒါပေမဲ့ဒီကောင်တွေနဲ့တော့မလဲနိုင်ဘူးနော်ဟိုကတော့တကယ်ပြည်သူကချစ်တဲ့သူတွေပြည်သူကတန်ဖိုးထားတဲ့ပြည်သူ့ကာကွယ်တက်မလို့ဖွဲ့တယ်တမိုင်းဝင်ပေါ့ဒါပေမဲ့ဒီကောင်တွေကအခုဘယ်သူမှလည်းမသိဘူးတည်သွားတာဒီအခုကျွန်တော်ပြတဲ့ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ကောင်တွေကနော်ကြည့်ရတဲ့သူတွေအခုအဲ့ဗီဒီယိုဖိုင်မှာတည်နေတဲ့ဟာတွေကြည့်လိုက်အဲ့မှာနော်ဘယ်သူမှလည်းအသိမှန်ပြုဘယ်သူမှမသိဘူးကိုမိသားစုဝင်ကကြည့်တော့ဘယ်သူမှမသိတဲ့ဘဝတွေနော်အဲ့တော့ကျွန်တော်ဒီနေ့ပြသပေးတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့နိုင်ငံမှာအသက်တွေဆုံးရှုံးနေရတယ်ဆိုတဲ့အကြောင်းပါအဲ့တော့လူကြီးတွေစောင့်ဆုံးမကြတော့လူငယ်တွေဆုံးရှုံးနေရတယ်အဲ့တော့ပြည်သူနဲ့ပူးပေါင်းပါပြည်သူနဲ့လက်နက်ချအလင်းဝင်ပါပြည်သူ့ဘက်ရက်တီပါစစ်ကော်မရှင်စကမအကောင်တွေကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုကိုဒီနေ့ဒီညနေပဲကျင်းနေပေးပါချစ်တဲ့ညီကိုမောင်တို့ရဲ့မိသားစုတွေအခုမြင်တွေ့ရတဲ့ဗီဒီယိုဖိုင်ထဲမှာကြာဆုံးသွားတဲ့ဒီစစ်ခွေးတွေပေါ့နော်ကျွန်တော်တို့တည်သွားလို့တော့ထပ်ပြီးတော့ကြော်ဆိုးမလုပ်ပါဘူးเนาะအဲ့တော့သူတို့ရောဘာပြောခြင်းလဲမသေးခင်ကြံခဲ့တဲ့ကောင်တွေရောပြည်သူနဲ့ပူးပေါင်းပါဒါမှမဟုတ်ဘာပြောခြင်းကြလဲဆိုတော့တခုပြောခဲ့ပေးပါချစ်တဲ့ညီကိုမောင်မမိသားစုတွေဒီဟာကြည်ပြီးတော့လည်းနည်းနည်းအားတက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာစစ်အာဏာရှင်စနစ်နဲ့မြန်ဆုံးလွတ်ကင်းပါစေလို့ဆုမွန်တောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ဟုတ်ကဲ့